န္တရာခရီးတူစီဖို့လောဘတရားတွေဒေါသတရားတွေမောဟတရားတွေကြောင့်တန္တရာရှည်ကြတယ်အဲ့ဒီတန္တရာကိုပို့ပြီးတော့ရှည်စေတဲ့အရာဆိုတာရှိတယ်မြတ်စွာဘုရားဟောထားတယ်ငါဥစ္စာလို့ဆွဲလန်းတဲ့တဏှာငါလို့ဆွဲလန်းတဲ့မာနငါအတ္တငါဝိညာဉ်လို့ဆွဲလန်းတဲ့ဒိဋ္ဌိအဲ့တဏှာတရားမာနတရားဒိဋ္ဌိတရားတွေကတန္တရာကိုဆွဲဆန့်တယ်တန္တရာကိုချဲ့တယ်ဒါကြောင့်ပပင်စာတရားလို့ခေါ်တာအဲ့ဒီပပင်စာတရားကိုတတ္တဝါတွေဟာမသိလို့ပွားနေကြတယ်အရာရာကိုငါဥစ္စာနဲ့ဒီလိုပဲဆွဲလန်းပြီးနေကြတာပဲကိုယ်လည်းမပိုင်ပဲနဲ့ပိုင်တယ်ထင်နေကြတာပဲငါလည်းမဟုတ်ပဲငါလို့ထင်နေတာပဲနောက်ဆုံးတော့တတ္တဝါတိုင်းဟာမြေပြင်မှာအကောင်ပုတ်အနေနဲ့ဆုံးဖြတ်ခံကြရတာပဲတည်ဆုံးသွားတဲ့အခါကျရင်ဘယ်သူမှနှစ်သက်ခြင်းတွေ့တာခြင်းမရှိကြတော့ဘူးဆုံးဖြတ်လိုက်ကြတာပဲအဲ့ဒီလိုနဲ့ဆွေးမြေ့ပုတ်တိုးသွားရပြီးတော့ဓာတ်လေးပါအစုသူ့ဓာတ်နဲ့သူပြန်ပေါင်းပြီးတော့သွားကြတာပဲမသေးခင်တာငါဟဲ့နဲ့ထောင်လွှားနေတာတည်သွားတော့ဘာမှလည်းမဟုတ်ဘာမှလည်းယူသွားလို့လည်းမရဘူးကိုယ်ဆွေမျိုးတွေတယောက်မှလည်းကိုယ့်နောက်ကိုလိုက်မလာကြဘူးအဲ့ဒီသဘောတရားကိုနားလည်မယ်ဆိုရင်တတိတံဝေကလေးနဲ့ကုသိုလ်ရဖို့ကြိုးစားကြမှာပဲလူလောကကြီးထဲမှာနေတာလူသားပိသားစွာနဲ့နေကြရင်တူဦးနဲ့တူရိုင်းပင်ကြကုညီကြဖေးမကြအဲ့ဒီလိုနေကြရမှာလွယ်နေတဲ့ကိစ္စတွေကိုပိုးပြီးတော့လွယ်သွားအောင်ရိုင်းပင်ကုညီဖေးမဒီလိုနေကြရမှာဒါပေမဲ့လူတွေကအတ္တကြီးတော့မနေနိုင်ကြဘူးငါပဲစားခြင်းတယ်သူစားတာကိုမကြည့်ခြင်းဘူးငါပဲသုံးခြင်းတယ်သူသုံးတာကိုမကြည့်ခြင်းဘူးဆိုတဲ့စိတ်တွေဖြစ်လာတော့လွယ်နေတဲ့အရာတွေခက်ခဲလာကြတယ်လွယ်ကူကူပြေးရမယ့်ကိစ္စတွေလွယ်ကူကူမပြေးကြဘူးလောဘကြီးတဲ့သူတွေအတ္တကြီးတဲ့သူတွေကိုကြိုးကြီးတဲ့သူတွေကြောင့်လူတွေမှာလွယ်တဲ့ရတာနဲ့မလွယ်ကြဘူးအစဉ်ပြေတဲ့ရတာနဲ့အစဉ်မပြေကြဘူးလွယ်ကူကူရမယ်အခွင့်အရေးလေးတွေကိုခဲရင်စွာနဲ့ယူနေကြရတယ်ဘာမှအပန်းမကြီးတဲ့ကိစ္စလေးတွေကိုခြေကုံလက်ပန်းကြပြီးတော့ယူနေကြရတယ်အမှန်တကယ်ဆိုမွေးပွားလာကြတဲ့ကိုကလူတူဦးချင်းရဲ့လူသားအခွင့်အရေးအနေနဲ့ပြောမယ်ဆိုရင်ခြေတလန်းလန်းရင်ခြေတလန်းရောက်တဲ့ဆယ်လန်းလန်းရင်ဆယ်လန်းရောက်တဲ့သို့တော်လည်းပဲအတ္တကြီးတဲ့လူတွေလွှမ်းမိုးနေတဲ့အခါလှမ်းကျင်တဲ့ခြေတလန်းတောင်မှလွတ်လပ်လှမ်းခွင့်မရတဲ့လူတွေဖြစ်လာကြရတယ်အတ္တကြီးသူများကြောင့်လောဘကြီးသူများကြောင့်မနာလိုစိတ်များသူများကြောင့်လွယ်သောအရာတွေကိုခက်ခဲစွာလုပ်ရတာဘဝအတွက်ကိုခြေထောက်ပေါ်ကိုရက်ပြီးတော့ကြိုးစားခြင်းပေမဲ့အဲ့ဒီရက်နေတဲ့ခြေထောက်ကိုရက်လို့မရအောင်ဖြည့်ဆည်းပြစ်ချင်ကြတယ်ရိုက်ချိုးချင်ကြတယ်ယတည်စရာနေရာရှိနေပြန်တော့လေအဲ့ဒီနေရာမရှိအောင်ဖြည့်ဆည်းပြစ်ချင်ကြတယ်အဲ့ဒီလိုလောဘဒေါသမောဟများနေတဲ့လောကကြီးထဲမှာလွယ်သောအရာတွေခက်ခဲကုန်ကြတယ်အစဉ်ပြေမဲ့အရာတွေအစဉ်မပြေတော့ဘဲနဲ့ပြဿနာတွေများစွာကြုံကြရတယ်မွေးရပါအခွင့်အရေးတိုင်းမရရှာကြဘူးလောဘသားတွေဒါကြောင့်မြတ်စွာဘုရားကဒီ31ပုံမှာအေးချမ်းတယ်ဆိုတဲ့အပြည့်သက်ငြိမ်းချမ်းတယ်ဆိုတဲ့ဘုံဘဝဆိုတာမရှိဘူးတဦးနဲ့တဦးဆက်ဆံကြရတယ်ဆိုတဲ့အရာတွေပေါ်လာတာနဲ့အမျှမနာလိုခြင်းဆိုတဲ့အရာတွေအောင်မြင်မှုကိုမရှုစိမ့်ခြင်းဆိုတဲ့အရာတွေအလိုလိုပေါ်လာတာပဲက
ကိုယ်ပေါ်မှာကြိုက်တဲ့သူတွေရှိသလိုမကြိုက်တဲ့သူတွေလည်းမနှဲဘူးကိုယ်ကိုအောင်မြင်စေခြင်းတဲ့သူတွေရှိသလိုပျက်စီးသွားစေခြင်းတဲ့သူတွေလည်းပဲမနှဲဘူးအဲ့တော့လောကကြီးကအမှန်တိုင်းမြင်လို့မရအောင်ပြနေတဲ့အရာတွေကတခြားနောက်ွယ်မှာဖြစ်နေတာတွေကတခြားလူတွေရဲ့မျက်နှာမှာပြုံးပြထားတဲ့အပြုံးကတခြားရင်ထဲမှာပုတ်လောင်းနေတဲ့အပုတ်တွေကတခြားအဲ့ဒီလိုဖြစ်နေတာကိုအမှန်တွေရှားပါနေတယ်အမှန်တရားတွေခေါင်းပါနေတယ်အဲ့လိုအမှန်တရားတွေပြောက်အမှန်တရားတွေခေါင်းပါနေတော့ငါဥစ္စာနဲ့ဒီလိုလူတွေပိုများလာတယ်ငါဟဲ့လို့မာနနဲ့ထောင်လွှားတဲ့သူတွေပိုများလာတယ်ငါအတ္တကောင်ငါဝိညာဉ်ငါအတ္တဆိုတဲ့အဲ့လိုအယူလဲအမြင်လွဲအတ္တဆွဲသမားတွေများလာတယ်များလာတော့အေးချမ်းစရာအကြောင်းမရှိတော့ဘူးဒီလိုလူတွေလှုပ်လိုက်တဲ့အလုပ်မှန်သမျှဟာမိမိသူတစ်ပါးဆင်းရဲစေဖို့အလုပ်တွေပဲလုပ်ကြတော့တာမိမိသူတစ်ပါးချမ်းသာဖို့အလုပ်ကိုသူတော်ကောင်းတွေမှသာလုပ်နိုင်တာအနစ်နာခံပေးခြင်းကိုကျိုးစွန်ပေးခြင်းဆိုတာသူတော်ကောင်းတွေမှလုပ်တာအနစ်နာခံပေးတဲ့သူမျိုးလည်းရှိပါမှကိုကျိုးစွန်ပေးတဲ့သူမျိုးတွေလည်းရှိပါမှခက်ခဲနေတဲ့သူတွေအတွက်အစဉ်ပြေခြင်းအသက်ရှူချောင်ခြင်းဆိုတဲ့အရာတွေဖြစ်လာမှာပေါ့ကိုရတာကိုစားဖို့ပဲသူမစားရတာကိုနဲ့မဆိုင်ဘူးကိုရှိတာကိုသုံးဖို့ပဲသူမသုံးနိုင်တာကိုနဲ့မဆိုင်ဘူးဆိုတဲ့တကူကောင်းစိတ်တွေနဲ့နေမယ်ဆိုရင်လောကကြီးမှာဆင်းရဲတဲ့သူတွေအများကြီးပို့ပြီးတော့တွေ့လာရဖို့ပဲရှိတယ်အိမ်ရှိဖို့အိမ်တော်မချမ်းသာကိုတယောက်တည်းအစဉ်ပြေနေုံနဲ့အစဉ်ပြေတယ်လို့ပြောလို့မရဘူးပတ်ဝန်းကျင်တစ်ခုလုံးပြောင်းဆန်နေတယ်ဆိုရင်ကိုယ့်ရဲ့အေးချမ်းမှုကိုလည်းတနေ့နေ့ရိုက်ခတ်လာလိမ့်မယ်ကိုတယောက်တည်းချမ်းသာပြီးတော့အများဆင်းရဲနေရင်လည်းကိုယ့်ရဲ့အသက်ဘေးအန္တရာယ်ဆိုတာတနေ့နေ့မှာဆက်ရောက်လာတတ်တယ်အဲ့ဒီတော့လောကမှာမျှဝေစားသုံးခြင်းပေးကမ်းစွန့်ကြဲခြင်းဆိုတဲ့အရာတွေကိုသူတော်ကောင်းတွေဟောကြားထားတဲ့အတိုင်းကျင့်သုံးရတယ်ကိုယ်ပြင်းနာမှာအစင်မပြေတဲ့သူတွေကိုမြင်တဲ့အခါကိုချင်းစာတရားတရားပြီးတော့နိုင်တာလုပ်ပေးရတယ်ကိုတယောက်တည်းပဲစားနေလို့မဖြစ်ဘူးကိုထမင်းပကံတဲကခွဲချမ်းပြီးတော့ကျွေးတင်တဲ့အခါမှာကျွေးရမယ်အဲ့ဒီလိုသာလူသားတိုင်းမှာတူညီတဲ့စိတ်တွေရှိမယ်ဆိုရင်လောကကြီးကตายရတာပေါ့အခုတော့ငါဥစ္စာငါအတ္တလို့ဆွဲသောတဏမာနဒိဋ္ဌိအစွဲတွေနဲ့လုံနေကြတဲ့အခါဆင်းရဲတန်တရာရှည်တယ်ပုဂ္ဂိုလ်တိုင်းလည်းပဲဒီဘဝမှာตาလို့မလို့ဆိုပြီးတစ်ပတ်သားကိုအနိုင်ယူထားတဲ့အခါဒီဘဝတော့နိုင်ကောင်းနိုင်ပါလိမ့်မယ်နောင်ဘဝတွေမှာတော့သူနိုင်တာကိုပြန်ခံရတဲ့ဘဝတွေကိုရောက်ကြတာမြတ်စွာဘုရားဟောကြားထားသောအထုပ္ပတ္တိတရားဒေသနာတွေထဲမှာအဲ့ဒီလိုတွေအများကြီးတွေ့ရတယ်ဒီဘဝမှာတာထားတယ်နောင်ဘဝကြတော့အတုံအလဲပြန်ပေးဆက်ရတယ်ယဟန္တာဖြစ်တဲ့အထိဝိကျွေးကမပြေဘူးယဟန္တာဖြစ်တာတောင်မှအဲ့ဒီဝိကျွေးတွေလိုက်တယ်ဒီလိုမျိုးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တတိထားရမယ်ဆင်ခြင်ရမယ်ဝိကျွေးဆိုတဲ့အရာတွေအလကားမဟုတ်ဘူးအကြောင်းပြုထားရင်အကျိုးကဖြစ်ကိုဖြစ်တာကိုကိလေသာဆိုတဲ့ကိလေသာဝတ်အဝိဇ္ဇာတဏှာဥပါဒံဆိုတဲ့ကိလေသာတရားတွေသစ္စာလေးပါးကိုမသိသောအဝိဇ္ဇာဆင်းရဲမှမသိတာကိုလုံနေတဲ့အရာတွေကဆင်းရဲကိုရစေမယ်အကြောင်းတွေမှမသိတာဒီအကြောင်းလေးတွေပယ်လိုက်ရင်ဆင်းရဲငြိမ်းတယ်ဆိုတာကိုမသိတာဆင်းရဲငြိမ်းဖို့အတွက်ဘယ်လိုရှုမြင်ရမယ်ဘယ်လိုတွေးကြံရမယ်ဘယ်လိုကြိုးစားရမယ်ဆိုတာမျိုးတွေကိုမသိတဲ့အတွက်ဆင်းရဲရှိကြတယ်မိမိသူတစ်ပါးနှစ်ဦးသားတို့ဆင်းရဲဖို့အလုပ်တွေကိုလုပ်ကြတယ်
အဲ့ဒီလိုမသိချင်းအဝိဇ္ဇာကြောင့်လည်းပဲဆင်းရဲဖြစ်တဲ့ကိလေသာဝက်ငါဥစ္စာနဲ့ဆွဲလန်းပြီးတော့ချစ်ခင်မှုတွေ့တာမှုအပါအဝင်ဒီအစွဲတွေဟာတဏှာတရားတွေကာမတဏှာဘဝတဏှာဝိဘဝတဏှာလို့တဏှာ၃ပါးရှိတယ်အစင်းတွေအတန်တွေအနံ့တွေအရသာတွေအထိအတွေ့တွေကာမဂုဏ်တရားလို့ခေါ်တယ်ကိုယ်ပတ်ဝန်းကျင်မှာလေ့လာကြည့်လိုက်ပတ်ဝန်းကျင်လို့ပြောနေတဲ့အရာဟာအဲ့ဒီမြင်စရာအစင်းတွေနဲ့တိဆောက်ထားတာပဲပတ်ဝန်းကျင်လို့ပြောနေတဲ့အရာဟာကြားရမယ့်အတန်တွေနဲ့တိဆောက်ထားတာပဲအဲ့ဒီပတ်ဝန်းကျင်ဆိုတာကအနံ့တွေနဲ့ဖွဲ့စည်းထားတာပဲအရာသားတွေနဲ့တိဆောက်ထားတာပဲထိတွေ့စရာအာယုံတွေနဲ့ဖွဲ့စည်းထားတာနေ့စဉ်ကြည်နေကြတယ်နေ့စဉ်အတန်တွေနားထောင်နေကြတယ်နေ့စဉ်အနံ့တွေရှူနေကြတယ်နေ့စဉ်အစားတောက်စားနေကြတယ်နေ့စဉ်ထိတွေ့စရာအာယုံတွေနဲ့ထိကြတွေ့ကြဂိုင်ကြတွေ့ကြတယ်အဲ့ဒီအရာတွေကိုကိုထိတွေ့ဂိုင်တွေ့စားသုံးရှုမြင်နေတဲ့အရာတွေပေါ်မှာတက်မှတ်နေတာကိုကာမတဏှာလို့ခေါ်တယ်ဘဝတဏှာဆိုတာကတော့တတ္တဒိဋ္ဌိနဲ့တကွာဖြစ်သောတတ္တဝါဆိုတာမြဲတယ်ဒီဘဝပြီးလဲနောက်ဘဝဆိုတာရှိနေအောင်ပါပဲအဲ့ဒီလိုတရားသဘောအရာအဝိဇ္ဇာရှိနေသေးရင်ဆင်းရဲအကျိုးဆိုတာလာအောင်မယ်အဝိဇ္ဇာချုပ်သွားရင်တော့ဆင်းရဲဆိုတဲ့အကျိုးတရားတွေမလာတော့ဘူးလို့သိတာမျိုးမဟုတ်ဘဲနဲ့သူကတတ္တဝါဝိညာဉ်အဲ့ဒီအရာဟာပျောက်မသွားဘူးလူသားသိရင်သိသွားတယ်ဝိညာဉ်ကနောက်ဘဝကိုကူးသွားတယ်စသည်ဖြင့်အလွဲတွေလိုက်ဆွဲလန်းနေတာတတ္တဒိဋ္ဌိနဲ့တကွဖြစ်တယ်တတ္တဝါမြဲတယ်လို့ထင်တဲ့အဲ့ဒီအထင်အမြင်နဲ့ဆွဲတော့အစွဲကိုဘဝတဏှာလို့ခေါ်တယ်တနည်းအားဖြင့်ရူပဝဆရဘဝအရူပဝဆရဘဝတွေကိုတောင့်တတဲ့တဏှာကိုလည်းဘဝတဏှာလို့ခေါ်တယ်နောက်ဝိဘဝတဏှာဆိုတာကတော့ဒီဘဝပြီးရင်ပြီးဘာမှဖြစ်เสียမလို့တော့ဘူးဘဝပြတ်ပြီလို့အကြောင်းပြတ်လို့အကျိုးပြတ်တာကိုနားလည်လို့မဟုတ်ဘဲနဲ့သူ့ဘာသာသူထင်မိထင်ရမြင်မိမြင်ရနားထောင်ပြီးနားထောင်ပြီးဆွဲမိဆွဲရဆွဲတာကုသိုလ်ကံအကုသိုလ်ကံကိုမယုံတဲ့သူတွေနောင်ဘဝဘာမှအကုသိုလ်လုပ်ထားလဲခံစရာမလိုဘူးကုသိုလ်လုပ်ထားလဲအကျိုးမပေးဘူးလို့ဆွဲပြီးတော့ဒီဘဝပြီးတာပဲလို့ဆွဲသောအဆွဲဥစ္စေတာဒိဋ္ဌိနဲ့တကွာဖြစ်တဲ့အစွဲကိုဝိဘဝတဏှာလို့ခေါ်တယ်အဲ့တဏှာတွေကကိလေသာဝတ်ပဲဒီအစွဲတွေနဲ့ပဲဘဝအသက်တွေပြန်ပေးတာသူကဒီဘဝပြီးပြတ်တယ်လို့သူထင်ပေမဲ့တကယ်တမ်းကျတော့ပြတ်တဲ့တော့ချုပ်တဲ့တော့ကိလေသာတွေသူ့မှာအပုံလိုက်ဒုနဲ့ဒေးနဲ့ရှိနေတာဖြစ်တဲ့အတွက်အကြောင်းမချုပ်တဲ့အတွက်ကြောင့်အကျိုးကချုပ်เสียအကြောင်းမရှိဘူးသူတည်တဲ့အခါကျတွေ့မှာပေါ့ဒီလိုပဲမပြတ်တဲ့ဝတ်ကိုတဏှာဒီဟူသောအကြောင်းတရားနဲ့လဲနေတယ်နောက်ဥပါဒံဆိုတဲ့သဘောတရားအစွဲအလန်းကာမုပါဒံဆိုတဲ့အဲ့ကာမဂုဏ်တွေကိုဆွဲလန်းမှုလောဘလို့တရားကိုရတယ်ဒိဋ္ဌုပါဒံလို့ပြောသောပုဂ္ဂိုလ်တ attva ဆွဲသောမမြဲတာကိုမြဲတယ်လို့ထင်သောဆင်းရဲတာကိုချမ်းသာတယ်လို့ထင်သောအစိုးမရတာတွေကိုအစိုးရတယ်လို့ထင်နေသောဒိဋ္ဌိကိုဒိဋ္ဌုပါဒံလို့ခေါ်တယ်နောက်သီလပတုပါဒံဆိုတာနွားအကျင့်ခွေးအကျင့်တို့ဖြင့်တတ္တဝါတယောက်စင်ကြယ်တယ်လို့ယူဆတဲ့ဒိဋ္ဌိတစ်မျိုးအတ္တဝါဒုပါဒံဆိုတဲ့အတ္တကောင်ဝိညာဉ်ကောင်စသည်ဖြင့်ဆွဲလန်းတဲ့ဒိဋ္ဌိတစ်မျိုးအချို့အပြင်ဆိုရင်တဏှာနဲ့ဒိဋ္ဌိပဲအဲ့ဒါတွေဟာကိလေသာဝတ်ဒီကိလေသာဝတ္တရားလဲစေသောဒီကိလေသာရှိမယ်ဆိုရင်တော့ကိလေသာကြောင့်အလုပ်တွေလုပ်ကြတော့ကမ္မဝတ္တွေဖြစ်တယ်အဲ့ဒီအလုပ်တွေကအတိတ်တုန်းကဆိုရင်
သင်္ခါရလိုအမည်ရသောပုံညာပိသင်္ခါရအပုံညာပိသင်္ခါရအာနိသပိသင်္ခါရဆိုတဲ့ကုသိုလ်အကုသိုလ်တွေပြုခဲ့တယ်ပြစ္ဆုတ်ပံဘဝမှာလဲကမ္မဘဝလို့ခေါ်သောကာယကံဝစီကံမနောကံကုသိုလ်အကုသိုလ်တွေလုပ်ကြတယ်အဲ့ဒီသင်္ခါရနဲ့ကမ္မဘဝလို့ခေါ်သောကမ္မဝတ်လဲစေသောဒီဝတ်ကိုပြုမယ်ဆိုရင်ဝိပါကဝတ်ဆိုတဲ့နောက်ထပ်ဆင်းရဲတွေကိုရစေတယ်ဝိညာဏယုတ်သလာယရဏဖတ်တဝေဒနာကမ္မဘဝကပြည်တော့ဥပကဘဝတစိတ်ဥပပတ္တိဘဝဆိုတဲ့တရားပြီးလို့ရှိရင်ဇာတိနဲ့ဇရာမရဏနဲ့အဲ့ဓာတွေတွဲလိုက်တဲ့အခါကျတော့ဝိညာဉ်နာယုတ်သလာယရဏဖတ်တဝေဒနာဘဝတစိတ်ဖြစ်တဲ့ဥပပတ္တိဘဝဇာတိဇရာမရဏဆိုပြီးတော့၈ပါးဝိပါကဝတ်၈ပါးဝတ်တွေလဲမယ်နောက်ဘဝရတာကိုပြောတာနောက်ထပ်ခန္ဓာတွေရတာကိုပြောတာဇာတိရမယ်အိုးအောင်မယ်သေအောင်မယ်အဲ့ဒီလိုနဲ့ဆင်းရဲတွေကိုဖြစ်စေတော့ကိလေသာဝတ်တွေရှိရင်ကာမဝတ်တွေကိုပြုကြတယ်ကိလေသာကြောင့်အလုပ်တွေလုပ်တယ်အလုပ်တွေလုပ်တော့အကျိုးတွေပေးတော့ဝိပါကဝတ်တွေဖြစ်တာပေါ့ဒါတွေဘာကြောင့်ဖြစ်နေတာလဲဆိုတော့အချုပ်ကသစ္စာလေးပါးကိုမသိတဲ့မောဟငါဥစ္စာနဲ့ဆွဲလန်းပြီးတော့နှစ်သက်တွဲတာနေတဲ့တဏှာအဲ့လိုဆွဲလန်းနေတဲ့ဥပါဒံဒီတရားတွေကြောင့်ပဲဒီတရားတွေရှိနေသမျှတော့ဆင်းရဲတွေဖြစ်နေမှာပဲအဲ့တရားတွေကိန်းအောင်နေတဲ့ပုဂ္ဂိုလ်တယောက်ကလည်းမိမိသူတစ်ပါးနှစ်ဦးသားတို့ဆင်းရဲဖို့အလုပ်တွေကိုလုပ်နေမိအောင်မှာပဲဒီတော့လောကကြီးကိုကြည့်လိုက်ရင်လူလောကကိုကြည့်အောင်မလားတိရစ္ဆာန်လောကကိုကြည့်အောင်မလားနတ်လောကကတော့ကိုမမြင်နိုင်လို့ထားဘုရားအဟောရဆိုနတ်တွေလည်းပဲတဦးနဲ့တဦးဘုံကြီးတဲ့သူကကြီးသလိုဘုံနေတဲ့သူကနဲသလိုတိမ်ငယ်ရတာတို့အားငယ်ရတာတို့ဝမ်းနေတာတို့ဝမ်းသာတာတို့သူတို့မှလည်းရှိရတာပဲဖြစ်ကြတာပဲဒီတော့အေးချမ်းတယ်ဆိုတဲ့အရာတွေကိုမတွေ့ရဘူးခဏစိတ်ချမ်းသာလိုက်တော်ကြာစိတ်ဆင်းရဲစရာပေါ်လိုက်အဲ့လိုကြုံတဲ့နေရာတွေမှာလူဘဝမှာပို့ပြီးတော့တွေ့ရလိမ့်မယ်လူဘဝမှာစိတ်ချမ်းသာစရာကြားလိုက်တော်ကြာစိတ်ဆင်းရဲစရာကြားလိုက်မမြဲသောသင်္ခါရတရားတွေမြန်ဆန်တွေ့ရတဲ့ဘဝပေါ့နတ်ပြည်တို့မြမပြည်တို့ဆိုတာကတော့တတန်းတွေရှည်ကြတော့နတ်ပြည်ဆိုရင်ကာမဂုဏ်စည်းစိမ်တွေစံစားရတဲ့အခွင့်အရေးတွေကများနေတော့သူတို့ကကုသိုလ်တောင်မေ့နေတတ်တယ်မြမတွေကတော့သူတို့စံချမ်းသာနဲ့သူတို့နေတော့အခိုက်အတန့်အားဖြင့်ဒီဘဝမကုံချင်းတော့အေးချမ်းနေကြတာပဲဝိမပြတ်သေးဘူးဆိုရင်တော့မြမပြည်ကနေပြီးတော့လေအောက်ကကာမဘုံကိုပြန်ဆင်းလာတတ်တယ်ဝိပြတ်ပြီးမဉ္ဇဉ်ဘုံဉ္ဇဉ်တွေကိုရထားပြီဆိုရင်တော့အထက်မဲ့အလို့ငါပြန်မဆင်းကြတော့ဘူးအဲ့ဒီမြမတွေကတော့ဒီလိုမှမဟုတ်ရင်တော့တာမန်ပုထုဇဉ်ဘဝနဲ့မြမဖြစ်မယ်ဆိုရင်တော့လူပြည်လည်းပြန်ရောက်အောင်ပါပဲတိရစ္ဆာန်လည်းပြန်ဖြစ်နိုင်သေးတာပဲဒါကြောင့်မလို့အရိယာမတ်ကိုရဖို့မြတ်စွာဘုရားကတိုက်တွန်းတာအရိယာမတ်ကိုရတယ်ဆိုတာကလည်းအဲ့ဒီကိလေသာဆိုတဲ့သဘောတရားတွေကိုပယ်ဖို့အဓိကအကြဆုံးလောဘပယ်အောင်ကြိုးစားရတာဒေါသပယ်နိုင်အောင်ကြိုးစားရတာမောဟပယ်နိုင်အောင်ကြိုးစားကြရတာအခြေခံအဲ့ဒီတရား၃ပါးနဲ့အတူမာနဒိဋ္ဌိဝိသိကိစ္စဌိနဥဒိစ္စအာဟိရိကအနုတ္တပဆိုတဲ့စိတ်ကိုညင်ညူးစေသောညစ်သေးစေသောဒီကိလေသာတရားတွေကိုဘုရားရှင်ကအကုန်ပယ်ခိုင်းတာဒီလိုအကုန်ပယ်ကြမယ်ဆိုတော့စဉ်းစားကြည့်ရင်ကိုယ်မှာအဲ့ဒီကိလေသာပဲရှိသလားမေးတတ်ရတယ်ဆန်းစစ်တတ်ရတယ်သူတစ်ပါးကိုလိုက်ကြည့်မနေနဲ့လို့ဘုန်းကြီးပြောပြီးသားအတိုင်းပဲ
သူတစ်ပါးကိုလက်ညှိုးထိုးမယ်ဆိုကိုယ့်ကိုပြန်ထိုးမယ်လက်ညှိုးတွေလည်းအများကြီးပဲအဲ့တော့သူများကိုလက်ညှိုးထိုးနေတာအကျိုးမရှိဘူးကိုယ့်ကိုပြန်ပြီးတော့လက်ညှိုးထိုးကြည့်ပြီးကိုယ့်ကိုပြန်ပြီးတော့ပြုပြင်ဖို့ဆင်ခြင်တဲ့အခါရှုမြင်သုံးသပ်တဲ့အခါကိုယ်အမားတွေမြင်လာလိမ့်မယ်ကိုယ်ကလည်းလောဘသားကောင်းပါလားလောဘတွေများတဲ့အတွက်ကြောင့်ကိုချစ်တာကိုကြိုက်တာဆိုတဲ့အရာတွေဘက်ကိုလိုက်ပြီးသန္တာဂရိလိုက်တတ်တဲ့သူပါလားသန္တာဂရိလိုက်နေသေးတယ်ဆိုရင်အပေကမလွတ်သေးဘူးကိုအဲ့လိုဆုံးမရတယ်တရားဖြင့်ဆုံးမတယ်တရားဖြင့်ယဉ်ကျေးပြီးတဲ့သူဆိုတာဘုရားရှင်မှားထားတဲ့အတိုင်းမိမိကိုမိမိပြန်ရှုပြီးတော့ကိုအမားကိုပြန်ရှုတဲ့သူတွေဒီလိုလူတွေကတရားကြောင့်ရှင်ကျေးလာတယ်တရားကြောင့်ပဲချမ်းသာမှုတွေခံစားလာရတယ်အဲ့တော့လောကမှာလက်ရှိဘဝမှာစီစဉ်ဥစ္စာတွေချမ်းသာတဲ့လူချမ်းသာကြီးတယောက်ဖြစ်ခြင်းမှဖြစ်မယ်သို့တော့တရားကိန်းတဲ့အတွက်စိတ်ချမ်းသာသူဖြစ်မှာကတော့မလွယ်ဘူးဘာကြောင့်လဲဆိုတော့ဘုရားမှာကြားတဲ့အတိုင်းတတ်မှတ်ခြင်းတွေဆွဲလန်းခြင်းတွေဆိုတဲ့အရာတွေကိုသူကချိုးနှိမ်နေတဲ့သူကိုဒီတော့တတ်မှတ်မှုနေတယ်မောက်မာခြင်းမရှိဘူးအရာရာကိုတင်စွာနှလုံးသွင်းတတ်တယ်အရာရာကိုမမြဲသောတရားတွေဆင်းရဲသောတရားတွေဖြစ်ပြီးတော့လည်းပြတ်ကြတာပါလားအမြဲတမ်းပေါက်ပြန်နေတဲ့အရာတွေပဲထာဝရတည်နေတဲ့အရာတွေဘာမှမရှိဘူးဒီလိုအမြဲတမ်းတရားလမ်းကြောင်းအတိုင်းနှလုံးသွင်းတာကိုယောနေတော်မနတိကာရဖြင့်နှလုံးသွင်းတယ်လို့ခေါ်တယ်ဒီလိုနှလုံးသွင်းနိုင်တဲ့သူတွေအေးချမ်းပြီးတော့နေကြတယ်ကိုတရားနဲ့ဆုံးမတာဩငါမှလောဘရှိသေးတယ်ဒီလောဘကိုငါချိုးနေရမယ်ကိုပဲကြည့်တယ်သူများကိုမကြည့်ဘူးသူများအပြစ်တွေလည်းပြောမနေဘူးကိုကြည့်တော့ကိုအပြစ်ကိုမြင်ပြီးတော့ပြင်လို့ရတယ်ဟုတ်ပြီလျှော့ချလာတဲ့လောဘနဲလာပြီမတော်လောဘတွေမရှိတော့ဘူးစသည်ဖြင့်ကိုယ့်ရဲ့တိုးတက်လာမှုကိုမြင်နေရပြီးတော့ပီတိဖြစ်လာလိမ့်မယ်ဒေါသလွယ်ထွက်တတ်တာကိုလည်းကိုယ့်ဘာသာကိုသိတော့ငါသည်ဒေါသတော်တော်မြန်တာပဲမနာလိုစိတ်လည်းတော်တော်ကြီးတာပဲဒါတွေကြောင့်လောင်နေတာကိုဒေါသဆိုတာကောင်းကျိုးမပေးဘူးမိမိကိုသူတစ်ပါးကိုနှစ်ဦးစလုံးအကျိုးမဲ့စေတယ်မနာလိုစိတ်ထားတော့ကိုဘာအကျိုးရှိလို့တော့ကိုအရင်ပူလောင်ရတာအမြဲတမ်းသူ့အကြောင်းကိုကောင်းတဲ့ထဲ့နေမိတာကိုရှုံးနေတာပဲအဲ့တော့မနာလိုစိတ်အလင်းမရှိသူကံနဲ့သူ့ရဲ့လုံလဝရိယသူ့ရဲ့ကံဉဏ်ဝရိယကြောင့်ရရှိတဲ့အကျိုးသူရရှိပါစေခံစားပါစေကိုရခြင်းရင်ကိုယ်တိုင်ကြိုးစားဖို့ပဲလိုတယ်လို့အဲ့ဒီလိုမိမိကိုအာယုံစိုက်တတ်တယ်ကိုမှရှိနေသောဒေါသအငြိအကျေးကိုပယ်တတ်တယ်ဒေါသအစားမေတ္တာစိတ်ထားနိုင်အောင်ထားရင်းနဲ့နောက်ဆုံးမှာအသားကျလာပြီးတော့မုန်းတယ်ဆိုတာကိုမရှိတော့လူတစ်ပတ်သားကိုအလိုမကျဘူးဆိုတာကိုမရှိတော့မေတ္တာစိတ်နဲ့ပဲအေးချမ်းစွာနေနိုင်လာတာတရားရဲ့အကျိုးတွေပဲအဲ့ဒီလိုကိုပြန်ရှုပြီးတော့ကိုပဲဆုံးမလာတဲ့အခါငါဥစ္စာလို့ဆွဲလန်းမှုတွေလည်းမရှိတော့ငါလို့ဆွဲလန်းမှုတွေလည်းမရှိတော့ငါအတ္တလို့ဆွဲလန်းမှုတွေလည်းမရှိတော့ပဲလောကကိုယထာဘုဒ္ဓကြမြင်လာတယ်ဒီလောကကြီးထဲမှာတည်မြဲတာပါများရှိလို့လေခေတ်တွေစနစ်တွေကြည်အောင်မလားမမြဲကြဘူးအုပ်ချုပ်သွားကြတဲ့အုပ်ချုပ်သူတွေကိုကြည်အောင်မလားတကဘာလုံးကအုပ်ချုပ်သူတွေကိုပဲကြည်အောင်မလားမမြဲကြပါဘူးအုပ်ချုပ်ကံလူဒန်းစားတွေကိုပဲကြည်အောင်မလားမမြဲကြပါဘူးခဏတာလူလာဖြစ်ပြီးတော့ခဏနဲ့ပဲဘဝတကူအဆုံးသတ်ကြတာပါပဲနောက်ဆုံးတော့ကိုယ်ပြုတ်တဲ့ကံတွေပဲပိုက်ပြီးတော့ထွက်သွားကြရတာဒီတော့
ကုသိုလ်ကံလေးပါလာလို့လူဖြစ်နေတဲ့ဘဝမှာအချီးနှီးဖြစ်မသွားရအောင်ကုသိုလ်တွေပဲစုသွားမယ်သီလအနှစ်တမာရီအနှစ်ပညာအနှစ်ဆိုတဲ့အနှစ်တရားတွေပဲရအောင်စုသွားမယ်ကိုလောင်ကျွမ်းပြီးတော့ဘဝတစ်ခုအဆုံးအသက်မခံနိုင်ဘူးမေတ္တာစိတ်ကလေးကိန်းခြင်းကိန်းမကိန်းခြင်းဂုဏ်တော်ပွားနေတဲ့မြတ်စွာဘုရားကိုအာရုံပြုတဲ့စိတ်ကလေးနဲ့နေမယ်တဏှာကြီးလုံးဂုဏ်တော်လေးနဲ့နေမယ်တဏှာကြီးလုံးမေတ္တာပွားပြီးတော့မေတ္တာစိတ်ကလေးနဲ့နေမယ်တဏှာကြီးလုံးမမြဲခြင်းကိုဆင်ခြင်နေတဲ့ဝိပဿနာကမ္မထံတစ်ခုခုကိုအားထုတ်ပြီးနေမယ်မြင်ရသမျှကြားရသမျှနားသမျှစားသမျှထိတွေ့သမျှတွေးသမျှကြံသမျှအရာတွေအလုံးဒီသင်္ခါရတရားတွေငြင်းမှမမြဲပဲလို့အမှန်တိုင်းမြင်နေပြီးတော့ကိုဆုံးမလာတဲ့အခါအမြဲတာတွေကိုမြင်ပန်းများတဲ့အတွက်ကြောင့်မတတ်မှတ်တော့ဘူးအပြက်တွေကိုမြင်ပန်းများတဲ့အတွက်ကြောင့်မလို့မစွဲလန်းတော့ဘူးစွဲလန်းမှုကုန်းလာတဲ့အခါအေးချမ်းမှုဖြစ်လာတော့တာပဲအဲ့ဒီစွဲလန်းမှုတွေကြောင့်တတ္တဝါတွေတန်တရာရှိတယ်ငါဥစ္စာလို့စွဲတော့တဏှာစွဲငါလို့စွဲတော့မာနစွဲငါအတ္တလို့စွဲတော့ဒိဋ္ဌိစွဲဒီအစွဲတွေကြောင့်တန်တရာရှိနေကြတာမရှိကြတော့ဘူးဘဝမှာတွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေကလည်းကိုယ့်ကိုတရားပြလိုက်ပြီးပြီမြင်နေသမျှမြင်စရာအာရုံတွေကလည်းကိုယ့်ကိုထိတ်လန့်အောင်တရားပြနေတယ်ကြားသမျှသတင်းတွေကလည်းကိုယ့်ကိုထိတ်လန့်မှုတန်ဝေကရအောင်တရားပြနေတယ်တွေ့ကြုံသမျှအတွေ့အကြုံအားလုံးဟာလည်းတတိတန်ဝေကရအောင်တရားပြနေတာပါလားလို့တင့်တဲ့နှလုံးသွင်းတဲ့အမျက်နှလုံးသွင်းပြီးလောကကိုကြည့်တဲ့အခါအေးချမ်းတဲ့သူတစ်ယောက်ဖြစ်လာတယ်လောကသဘာဝကိုဆန့်ကျင်ပြီးတော့မနေတော့ဘဲနဲ့သဘာဝကိုလက်ခံနိုင်သူတစ်ယောက်ဖြစ်လာတယ်အမြဲသောဆင်းရဲသောအဆိုးမရသောတရားတွေကိုဖတ်တွယ်ထားတဲ့သူမဟုတ်တော့ဘူးအမြဲသောတရားတွေကိုဆုပ်ကိုင်ပြီးတော့ပြောင်းလဲဖောက်ပြန်မှုတွေကြောင့်တောကအဖြစ်မခံတော့ဘူးဆင်းရဲသောတရားတွေကိုဆုပ်ကိုင်ပြီးတော့သူတို့ရဲ့ပျက်စီးမှုကိုကြည့်ပြီးတော့ငိုနေရတဲ့သူတယောက်အဖြစ်မခံတော့ဘူးကိုယ်အစိုးမရတဲ့အရာတွေကိုဆုပ်ကိုင်ထားပြီးတော့အစိုးမရပြောင်းလဲဖောက်ပြန်သွားတဲ့အခါမှာပူလောင်နေရတဲ့သူတယောက်အဖြစ်မခံတော့ဘယ်အရာမြဲလို့လဲကိုယ်ခန္ဓာကိုယ်မှာရှိတဲ့အင်္ဂါအစိတ်အပိုင်းတွေတောင်ကိုယ်အလိုကိုမှမလိုက်တာပြင်ပကလူတယောက်ကိုယ်အလိုလိုက်ဖို့ဆိုတာဖြစ်နိုင်ပါမလားလောကသဘာဝအခြေအနေတစ်ခုကိုဖြစ်ချင်တဲ့အတိုင်းပုံသွင်းတာဖြစ်နိုင်ပါမလားအကြောင်းတွေပါလာကြတဲ့အတွက်ကြောင့်ကြုံကံပါလို့ကြုံနေကြတာဖြစ်ကံပါလို့ဖြစ်နေကြတာတရားများများကျင့်နိုင်သောသူများမှလွတ်မြောက်ပါလိမ့်မယ်ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့ကိုယ့်ရဲ့စိတ်ကိုကိုယ်တိုင်သာပြန်ရှုပြီးတော့ညစ်ထေးနေသောအရာတွေကိုတရားနဲ့စေကြောနိုင်ကြပြီးအေးချမ်းမှုအရာတာကိုခံစားနိုင်သူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါလေအားလုံးသစ္စာလေးပါးမြတ်တရားတို့ကိုသိမြင်နိုင်ကြကုန်၍ဝိဆင်းရဲကုန်ရာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သောသူတော်ကောင်းသူတော်မြတ်များဖြစ်နိုင်ကြပါစေကုန်သတည်း